ဟိုမိမငါ့ကိုစိတ်ဆိုးနေတော့လားမသိမစစ်ဘူးပြီးချော့လာအောင်မယ်ဟဲ့ ခုမှစားလာပို့ အပြင်သွားဖို့ဆိုရင်ကောင်းမလား နိုးပါပြင်မာရမ်းပူတယ်ကြွားဦးသွား နောက်ဆုံးကွက်ထုတ်သုံးမှရတော့မယ် ဆိုတော့မဆိုးပါဘူးလေငါကြိုက်တော့တိတာ အမလေးချီမိုးနေသေးတယ် तू อ่ะ ဖအန်ဆိုတော့AM Star 6လပိုင်းဆိုရင်ဖန်ဆက်ထွက်ပြီပဲ AM Star ကပါလေ ငါမေးရပါအောင်မယ်။နေက AM စားမှခီးသွားမယ်ဆိုတော့ AM စားဆိုတာပါလေ AM Star ဆိုတာနင်ကလည်းဟဲ့ငါမြင်တော့နေကြတို့လေသူတို့နဲ့ဆိုလို့ရှိရင်ငါယုံကြည်မှုကြည့်ပဲ ။ညလည်းကိုကားနဲ့ကိုလည်းသွားလို့ရတာပဲ။ AM စားမှသွားကျင်တာဆိုတော့သူတို့ကဘလို့အစီအစဉ်နေပါလို့လဲ ဟဲ့ AM Star ဆိုတာကလေငါမြင်နဲ့နေကြတို့သူတို့နဲ့ဆိုငါကညာနှုတ်ကြည့်ရယုံကြည်ပြီးသားပြီးတော့ကိုကားနဲ့ကိုသွားလို့ရှိရင်တင်မန်းနေလေဟဲ့လမ်းကြောင်းမှာနဲ့စိတ်ကမဖြစ်ဘူးရဲ့ပြောရမယ်ဆိုလို့ရှိရင်မောင်လို့ရှိရင်ငါကြည့်ပေးရမှာငါမောင်လည်းနေကြည့်ပေးရမှာအဲ့တော့သူတို့နဲ့သွားလို့ရှိရင်အမှမပြတ်ချုံထပ်ဘူးပြီးတော့သူတို့ပုတ်ပဲနေရတယ်နေရာဆုံးနေဟဲ့ ။ဆိုရင်လည်းကောင်းပြီလေ။မိုးရဒီကဖန်လာတော့ဟုတ်ပါရဲ့။ဒါပေမဲ့သူတို့ကနေရာဆောင်လိုက်ဖို့ပေးလား။ဘယ်နေရာလိုက်ဖို့ပေးမှာလဲ ဟုတ်ပြီလေပြပြရမှာပေါ့ကဲအားလုံးပဲစစ်စစ်နဲ့တူတူ AM Star ပို့ဆောင်မယ့်နေရာလေးကိုသိချင်နေကြပြီမလားအတီတော့ကိုငါခုပို့ပေးမယ်ဒီတော့လို့ရှိရင်တောင်ဝိုင်းတောင်ပို့ပေးမယ်ပြီးရင်လုံမနေဥယျာဉ်မှာလည်းကေဘယ်လေးတွေစိတ်ကြမယ်ရှင်ကြီးရဲ့အစီအစဉ်လေးလည်းပါသေးရဲ့နော်ဒီပြိုင်မှာလည်းရေခိုးမှသိလားပြီးတော့မီးလိုဖိုတိုစာပစ်လေးရမ်းလာတဲ့နေရာတွေရှိတယ်နောက်လုံးတောင်ကြားလက်မှလည်းဖိုတိုစာပစ်လေးတွေဒီချပါရိုက်ပြီးကြမယ်နော်ကဲအဲ့ဒီတော့AM Star နဲ့တူတူခရီးထွက်ခါခြင်းနဲ့ဧည့်သည်လေးတွေကတော့အခုတည်းကစပြီးတော့ online ဖုန်းနံပါတ်လေးတွေကိုဖုန်းဆက်ပြီးတော့ပုတ်ကလေးယူထားကြပါနော်